အရမ်းမှန်တယ်ဟိုမရောက်ဒီမရောက်ဆိုတော့မိချိုတို့ဗုဒ္ဓဘာသာဆိုယောက်ျားမဟုတ်မိန်းမမဟုတ်မိချိုတဲ့အချောက်ကအချောက်လို့မနေဘူးတဲ့ဒီဘဝမှာတော့မူးမစစ်မမစစ်ဖြစ်နေတာပေါ့နော်စောက်ချောင်းမှာတဲ့ဗုဒ္ဓဘာသာမှာနင်းလို့ဟိုမရောက်ဒီမရောက်ဒီလက်မခံထားဘူးတဲ့ဒီဘဝမှာတော့လို့ဖြစ်နေတာစောက်စက်ကငြိမ်မနေပါညာပေါ့နော်မိချိုခေါ်ဟိုမရောက်ဒီမရောက်ရေမိချိုဆိုတော့နော်အားလုံးပဲတော်ကြပါတော့စိတ်ထိန်ကြပါနော်ပြောတော့မိချိုတို့နိုင်ငံမှာလူငယ်တော်တော်များများဒီမိုကရေစီလိုချင်တာဆိုဒီမိုကရေစီလိုချင်တာလည်းပြောတယ်လူတယောက်ကဒီလိုမျိုးသူ့ရဲ့ထင်မြင်ယူဆသုံးသက်ချက်လေးတွေကိုညှဝေပေးတဲ့အခါမှာ sharing လုပ်တဲ့အခါမှာဘာဖြစ်လို့လူတယောက်ရဲ့အားနည်းချက်ကိုခေါ်ပြီးတော့တိုက်ခိုက်ချင်ရတာလေကျွန်တော်နိုင်ငံမှာလူတွေအများကြီးရှိတယ်ဖြတ်တန်းနေတဲ့ပုံစံတွေမတူဘူးဖြတ်တန်းလာကြတဲ့ပုံစံတွေလည်းမတူဘူးเนาะဆိုတော့ဗုဒ္ဓဘာသာမှန်တယ်ဗုဒ္ဓဘာသာဆိုပေမဲ့ဒီလူတယောက်ရဲ့သူ့ကောင်းထဲမှာရှိတဲ့ဗုဒ္ဓဘာသာအသိနဲ့ဟောဒီလူတယောက်မှာရှိတဲ့ဗုဒ္ဓဘာသာအသိမတူနိုင်ဘူးလေเนาะပိုသိတဲ့သူရှိမယ်နည်းနည်းသိတဲ့သူရှိမယ်များများသိတဲ့သူရှိမယ်ဒါကဘာဖြစ်နေလဲဆိုလို့ရှိရင်လူတယောက်ကသူ့ရဲ့ထင်မြင်ယူဆသုံးသက်ချက်ကို line ပေါ်တင်ပြီးတော့ sharing လုပ်ပေးတဲ့အခါမှာဟာငါနဲ့အမြင်မတူဘူးဆိုပြီးတော့ရန်သူလိုမျိုးသဘောထားပြီးဒီလူတယောက်မှာဘာအားနည်းချက်ရှိလဲဒီလူတယောက်မှာအားနည်းချက်ရှိတဲ့ဥစ္စာကိုဆွတ်ခေါ်ပြီးတော့လေဒီလိုမျိုးမိချိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လေအရန်မကိုဟိုဆက်ဆုပ်ယွန်းစရာကောင်းတဲ့စကားလုံးတွေကိုတုံပြီးတော့တိုက်ခိုက်ကြတာဘာကြောင့်လဲကဲ၍မိချိုပြောပြတဲ့အကြောင်းအရာကနော်ခုကြည့်နေတဲ့မိတ်ဆွေတွေမှားခဲ့သည်ရှိတော့လွဲခဲ့သည်ရှိတော့ဟာမိချိုရေအဲ့ဒါကတော့အဲ့လိုမျိုးမဟုတ်ဘူးဒီလိုရှိတယ်အဲ့လိုမျိုးလူတွေလည်းရှိပါတယ်နော်ဒီလိုရှိတယ်နော်ဒီလိုရှိတယ်ဆိုတော့ACC ပျော်ရွှင်ရွှင်မိချိုတို့ခေါင်းထဲမှာရှိတဲ့အသည့်တွေကို ACC ပျော်ရွှင်ရွှင် share လုပ်တာမကောင်းဘူးလားပျော်စရာကောင်းတယ်နော်ဘာကြောင့်အဲ့လိုမျိုးမဟုတ်တော့ဘူးလူတယောက်ကအကြောင်းအရာတစ်ခုခုအပေါ်မှာသူ့ရဲ့ဝေဖန်သုံးသက်ချက်ကို line ပေါ်တင်လိုက်ပြီဆိုလို့ရှိရင်ဒီလူတယောက်နဲ့အမြင်မတူဘူးဆိုရင်ဒီလူကငါ့ရဲ့ရန်သူဆိုပြီးတော့သူ့မှာဘာအားနည်းချက်ရှိလဲလိုက်ရှာတယ်နော်ဟောတွားခေါ်ရင်တခေါ်အရက်ပွင့်တပူအသားမဲရင်ငမဲကောင်ပြီးလို့ရှိရင်အရက်ရှင်ဂျရှေဟောမိချိုတို့ LGBT တွေဆိုလို့ရှိရင်ဘောပြဘောခွဲပြီးလို့ရှိရင်အချောင်းမလောက်ပါနဲ့နော်ဆိုတော့မိချိုတို့ဗုဒ္ဓဘာသာဆိုလို့ရှိရင်ဒီလိုမျိုးစကားတွေကိုနင်းနာပြောပြီးတော့လူတယောက်ကိုပြန်ခြေပတဲ့အခါမှာအဲ့ဥစ္စာဗုဒ္ဓဘာသာတွေမှာလုံရရှိလားအဲ့လိုမျိုးဒီဗုဒ္ဓဘာသာတွေမှာမရှိဘူးနော်ပြောလိုက်တဲ့စကားကပြန်ပြီးတော့ဝစ်လေတယ်ဆိုတာရောဗုဒ္ဓဘာသာစစ်ဆိုလို့ရှိရင်အဲ့ဥစ္စာကိုလက်ခံကိုခံရမယ်မိချိုတို့ဘဝမှန်လေနော်မိချိုတို့ဘဝထားလိုက်တော့နော်မိချိုတို့ဘဝဝစ်ကျွေးအကယ်၍ဗုဒ္ဓဘာသာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်မိချိုတို့ဘဝဝစ်ကျွေးရှိခဲ့တယ်ဆိုလို့ရှိရင်ဒီဘဝမှာကြည်အောင်ဆက်မယ်ဘဝမှာကြည်အောင်ဆက်သွားမယ်အားနဲ့ချက်ကိုခေါ်ပြီးတော့သွားပြီးတော့မပြောပါနဲ့ဝစ်လေတယ်မိချိုကအခုကြည်နေတဲ့မိတ်ဆွေအခုလိုမျိုးပြောတဲ့မိတ်ဆွေတွေအတွက်ကိုပြောတာနော်မိချိုတို့တရားမှမပါဘူးမိချိုတို့လူတိုင်းမှာနော်အကောင်လုံးအပြစ်ကင်းစင်တဲ့သူဆိုတာမရှိပါဘူးပြစ်ကင်းစင်6ပြစ်ကင်းတဲ့လဲစင်တဲ့သူမိချိုတို့မြန်မာနိုင်ငံမှာရှိလားလူတိုင်း perfect ဖြစ်နေဘူးလေမိချိုတို့လူတယောက်ချင်းစီတိုင်းမှာအားနေချက်အားတာချက်နော်မျိုးစုံရှိကြတာပဲလေလူတိုင်းမှာပုံစံမတူဘဲနဲ့အားနေချက်တွေကိုစီရှိကြတယ်လေအဲ့အားနေချက်တွေကိုခေါ်ပြီးတော့စကားပြောခင်းတစ်ခုကိုအနိုင်လိုချင်တာကဒီမိုကရေစီမဟုတ်ဘူးပြီးလို့ရှိရင်လေလူသဘောတဘာဝမှာပုံမှန်ဖြစ်မနေဘူးနော်အဲ့ဒါလေးကိုသိစေချင်တယ်မိချိုတို့မြန်မာနိုင်ငံမှာအလူလောက်တဲ့ပုံစံမျိုးစုံရှိရလေဟုတ်တယ်မလားဒီလိုပုံစံတစ်ခုတည်းမှမဟုတ်တာမိချိုတို့နိုင်ငံမှာပုံစံအမျိုးမျိုးနဲ့လှူလို့ရတဲ့အလူတွေအများကြီးရှိတယ်လေဟုတ်တယ်မလားနော်အဲ့လိုပုံစံအမျိုးမျိုးနဲ့လှူတဲ့အလူတွေတဲကမှအခုလိုမျိုးဇွဲထက်မိသားစုကလှူတဲ့ပုံစံမျိုးကတော့မိချိုအတွက်လွယ်မားတယ်မိချိုအတွက်မဟုတ်ဘူးတခြားရှိတဲ့ပုံစံတွေနဲ့လှူတာကိုသဘောကျအဲ့ဒါကိုပြောတာလေအခုလိုမျိုးလူတယောက်ရဲ့ထင်မြင်ချက်လေးတွေကိုအချင်းချင်းမျှဝေပေးတာအဖြစ်လားပြီးလို့ရှိရင်လေကိုကပို့ပြီးတော့တည်တယ်ပို့ပြီးတော့တက်တယ်ဆိုလို့ရှိရင်လေစကလုံးလှလေးတွေအကြောင်းအရာကောင်းလေးတွေကိုရေးပြီးတော့ပြန်ပြီးတော့မသိတဲ့သူကိုသိအောင်ပြောပေးတာမကောင်းဘူးလားဟောအခုမိချိုအဲ့ဗီဒီယိုလုပ်လိုက်တယ်အဲ့ဒီအောက်မှာထာပနာတယ်ဆိုတာဘာကြောင့်လဲဘာအကြောင်းအရာကြောင့်လဲဆိုပြီးတော့သိသွားကြတဲ့လူတွေအများကြီးရှိတယ်နော်ထာပနာတယ်ဆိုတဲ့အကြောင်းရင်းကိုမိချိုသိတယ်သို့တော့ဒီလိုမျိုးပုံစံနဲ့လှူတာကိုသဘောမကျဘူးဒါကိုပြောတာလေနော်စိတ်ထိန်ကြပါမိချိုတို့ပါစကားထွက်သမျှစကလုံးတိုင်းဒီစွမ်းအင်တွေရှိတယ်ဒီစကလုံးတွေကနေပြီးတော့ဝစ်ဆိုတာလဲလဲတယ်ကောင်းတာရောမကောင်းတာရောကောင်းတာပြောရင်ကောင်းလို့ဖြစ်မယ်မကောင်းတာပြောရင်မကောင်းလို့ဖြစ်မှာနော်ဆိုတော့အခုပြောနေတဲ့မိချိုဟိုမရောက်ဒီမရောက်ဟိုမမစစ်ဒီမစစ်နော်ထားလိုက်တော့နော်ဒါကမိချိုရဲ့ဘဝမိချိုရဲ့ကိုပိုင်ဘဝအဲ့ဒါမိချိုဘာသာအပြစ်ဆိုလို့ရှိရင်မိချိုဘာသာခံမယ်နော်အဲ့ဒါကဝစ်ကျွေးဆိုလို့ရှိရင်လည်းမိချိုဘာသာကြည်အောင်ဆက်မယ်နော်အဲ့ဒီဥစ္စာကြီးကို
တုံပြီးတော့မပြောနဲ့မိတ်ဆွေနော်ဝစ်လေတယ်ခုပြောနေတာမိတ်ဆွေတို့ပြောတာနော်မိချိုဟာအချောင်းမကြီးပြောလို့နာသွားတာမဟုတ်ဘူးသိလားနော်အမှန်တရားကနည်းနည်းတော့ခါတယ်ဒါပေမဲ့တချို့အမှန်တရားတော်တော်များများကိုမိချိုလက်ခံတယ်အခုပြောနေတာမှန်တယ်အရန်မှန်တယ်ဟိုမရောက်ဒီမရောက်မှန်လိုက်တာမှဖတ်စာအကုန်လူတိုင်းသိတယ်လေဒါပေမဲ့ဒီအကြောင်းအရာကြီးကိုဒီလိုမျိုးလူတွေရဲ့အားနည်းချက်ကိုဆွဲပြီးတော့စကားပြောကန်းတွေကိုအနိုင်မယူရဘူးဒါကြီးကအရန်လွဲမားတဲ့ strategy နော်အကယ်၍ကိုကဒီစကားပြောကန်းမှာနိုင်ကျင်တယ်ဆိုလို့ရှိရင်ကိုထက်ကိုသိထားတဲ့အကြောင်းအရာတွေကိုချက်လက်ချနဲ့အေးစစ်ပျော်ရွှင်အေးစင်မျှဝေပေးတာလေးမျိုးလေးလုပ်ပါနော်ဆိုတော့အားလုံးစိတ်ထိန်ကြပါနော်စိတ်ထိန်ကြပါနော်မိချိုဘဝဒီမိချိုအတိဆုံးမှာနော်ဘယ်အခြေအနေမှာဘယ်အခြေအနေဘယ်လိုပုံစံနဲ့ရက်တည်နေလဲဆိုတာကိုယ်တိုင်သိပါတယ်ယူလို့ပြောစရာမလိုပါဘူးယူလို့ပြောလို့ရှိရင်ဝတ်လိုက်တယ်ယူလို့အတွက်မဖြစ်စေချင်လို့ဆိုတော့အားလုံး peace နော်မိချိုပြီးတော့တချို့ကဒီဗီဒီယိုကိုလည်းစောင်းအောင်မကြည့်ကြဘူးစောင်းအောင်လည်းမကြည့်ဘဲနဲ့ဝေဖန်ကြတယ်စောင်းအောင်ကြည့်ပြီးမှဝေဖန်ပါမိချိုဗီဒီယိုထဲမှာပြောထားပြီးသားဒါသူတို့ရဲ့ပတ်စံသူတို့ရဲ့အလူသူတို့စိတ်ကြိုက်သူတို့စိတ်ကြိုက်တဲ့ပုံစံနဲ့လူပိုင်ခွင့်ရှိတယ်ဒါမိချိုသွားပြီးပြောလို့မရဘူးမိချိုသွားပြီးရှာချေလို့မရဘူးနော်ခုမိချိုပြောနေတာကမိချိုအတွန်းကဝေဖန်သုံးသက်ချက်ဆိုပြီးတော့ that's my opinion for myself ဆိုပြီးတော့ပြောထားတယ်ရေးထားတယ်လေပြီးလို့ရှိရင်လည်းဒီဇွဲထက်မိသားစုရဲ့အလူတွေကိုလည်းတာရုခေါ်တယ်ဆိုတာရေးထားပြောပြထားပြီးသားနော်သူများရဲ့အလူကိုတွားပြီးတော့တိုက်ခိုက်တာလည်းမဟုတ်ဘူးတွားပြီးတော့တာရုခေါ်နိုင်တာလည်းမဟုတ်ဘူးနော်မိချိုတို့နိုင်ငံမှာရှိတဲ့အလူလုံးလို့ရတဲ့ပုံစံမျိုးတွေတဲကမှဒီပုံစံကတော့မိချိုအတွက်အဆင်မပြေဘူးလွဲမားတယ်လို့ပြောတာလေအဲ့ဒါအဖြစ်လားအဲ့ဒါအဖြစ်ဆိုလို့ရှိရင်လည်းမိချိုခံယူလိုက်တော့မယ်အခုဒီ online ပေါ်မှာဘာပဲဖြစ်ဖြစ်ဘာကိစ္စပဲရှိဘာကိစ္စပဲဖြစ်ဖြစ်အချင်းချင်းဒီအကြောင်းအရာတစ်ခုပေါ်မှာကိုကပို့ပြီးတော့တိတယ်တက်တယ်ဆိုလို့ရှိရင်အေးစစ်စစ်ပြပြလဲလဲပျော်ရွှင်မျှဝေပေးကြပါနော်ဆဲဆိုမိုက်ရိုင်းပြီးတော့နော်ဆဲဆိုမိုက်ရိုင်းတဲ့စကားလုံးတွေကိုရေးပြီးမှကိုပြောချင်တဲ့အကြောင်းအရာကိုရေးမဲ့အစားနော်ဒါလေးကတော့လိုလို့ရှိတယ်ဒါကတော့မဟုတ်ဘူးဒါကတော့ဖြစ်တင်တယ်ဒါမဖြစ်တင်ဘူးအဲ့လိုမျိုးလေးကျွန်တော်ကတော့ထင်ပါတယ်မကောင်းဘူးလားဟုတ်ချစ်ပါတယ်เนาะကျမကြီးယူစိတ်ကြပါเนาะကိုစိတ်နေပြရွှင်လန်းချမ်းမြေ့ကြပါစေလို့เนาะ